အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မမေစီမှာပေါ့နော်ရနိုင်တဲ့ play design လေးတွေကိုမြင်ပြပေးမှာဖြစ်ပါတယ်ရှင်ဒီဟာဆိုလို့ရှိရင်သူကတန်ရောင်စုံလေးတွေပဲတန်ရောင်စုံလေးတွေကိုမှသူဆိုလို့ရှိရင်ရှောင်းစုံပါမယ်ပေါ့နော်အဖြူအဝါပန်းခရမ်းပန်းစီပေါ်တော့ဒါမျိုးလေးအပြာဒါလေးပါပါမယ်ဒါဆိုလို့ရှိရင်မင်းကဘယ်လိုရောင်းပြရလဲဆိုလို့ရှိရင်ဒီလိုမျိုးရှောင်းစုံပါရမယ်10ချောင်းတစ်ထုပ်ပေါ့နော်ဥမာဒါက9ရောင်ရှိရဆိုရင်1ရောင်2ချောင်းပါမယ်ဒါမှမဟုတ်လို့ရှိရင်6ရောင်ရှိရဆိုလို့ရှိရင်တော့ဒါ random ပေါ့နော်ဒါမျိုးအဲ့လိုမျိုးလေးထည့်ပေးမှဖြစ်ပါတယ်ရှင်ရောင်လေးတွေကိုတော့မျှပြီးတော့ထည့်ပေးပါမှာဒါလေးတွေဆိုလို့ရှိရင်ဒီလိုဒီဇိုင်းလေးပေါ့နော်သူကတော့ဒါမင်းစီမှာဒီလိုမျိုးလေးနည်းနည်းလေးဒီဘေးလေးကနည်းနည်းလေးပို့ပြီးတော့ကားတယ်ပြီးတော့ဒီလိုမျိုးလေးပို့ပြီးတော့ဘယ်လိုပြောမလဲတိုးတယ်ပေါ့နော်ဒီဒီဇိုင်းရှိတယ်ပြီးတော့သူနဲ့နောက်ထပ်ဆင်တဲ့ဒီဇိုင်းရှိပါတယ်ဒါလေးကပါလဲဆိုရင်ဒါလေးကကြတော့သူကဒီလိုမျိုးလေးပါဒါလေးကကြတော့သူကပို့ပြီးတော့ရှည်မယ်ဒါပေမဲ့ဒီဘေးလေးကနည်းနည်းပို့သေးမယ်ပေါ့နော်ဒီလိုဒီဇိုင်းလေးရှိတယ်ဒါဆိုလို့ရှိရင်ဒီနှစ်ခုရဲ့ size ကမတူဘူးဒီလိုမျိုး design တွေရှိမယ်နောက်ထပ်ဒါမျိုးလေးပေါ့နော်ဒါမျိုးလေးရှိမယ်ဒါလေးကကြတော့သူကဒီလိုမျိုးလေး4000နဲ့နဲ့ပိုဆန်တယ်4000ဆန်လေးပေါ့နော်ဒီနားလေးလည်းပို့ပြီးတော့သူကကျဲတယ်အဲ့လိုမျိုးလေးပါရှင်ဒါလေးတွေကမင်းတို့ topping နဲ့ပဲတွဲပြီးတော့သုံး topping လေးနဲ့ပဲကတ်ပေါ့နော် topping လေးနဲ့ဒီလိုမျိုးလေးဒီပေါ်မှာတင်ပြီးတော့ပဲကတ်တည်ဖြစ်စေဒါမှမဟုတ်ရင်ဒီလိုမျိုး plain လေးပေါ့နော်ဒါမျိုးလေးပဲပြန်ပြီးတော့ပဲရောင်းသူကဘလိုလေးပဲဖြစ်ဖြစ်ပေါ့နော်သူကလှတယ်ပြန်ရောင်းလို့ရရပေါ့နော်ဒါကိုတိုင်းလိုမျိုးပြောင်းလေးပဲပန်ချင်နေဆိုရင်လည်းရောင်းချင်နေဆိုရင်လည်းရောင်းလို့ရမယ်ပြီးရင်ဒီလိုမျိုးလေး topping လေးနဲ့ကတ်တွဲပြီးတော့ရောင်းမယ်ဆိုလည်းရောင်းလို့ရမယ်ရှင်ဒါမျိုးလေးရှိမယ်ပြီးရင်နောက်ထပ်၄တောက်ထဲရပေါ့နော်ဒီလိုမျိုးနောက်ထပ်ဒီဇိုင်းတစ်ခုထပ်ရှိမယ်ဒါကြောင့်ဘယ်လိုမျိုးလေးလဲဆိုတော့သူကဒီလိုမျိုးလေးနည်းနည်းလေးသူက၄တောင်ပို့ပြီးတော့ဆန်ပါတယ်ဒီလိုမျိုးလေးပါခုနဒီဇိုင်းနဲ့ဆိုတိတ်မတူဘူးเนาะဒီလိုမျိုးလေးဒီလိုမျိုးနောက်ထပ်ဒီဇိုင်းလေးတစ်ခုရှိမယ်ပြီးတော့ဒီလိုမျိုး X click လေးပေါ့เนาะဒါကတော့မင်းတို့ဟိုးအရင်နဲ့ကအများတန်းရောင်းပြီးတော့အရောင်းအဆုံးလည်းဖြစ်တယ်ပစ္စည်းလည်းလုံးဝအပြတ်ခံလို့မရ X click လေးပေါ့เนาะဒါလေးကကျတော့ကလေးသေးလေးတွေရောပြီးတော့လူကြီးတွေရောဒါလေးကအရင်ပန်လို့လှတယ်ပြီးတော့ဒါလေးကအရန်လူကြိုက်များတယ်ဒီဒီဇိုင်းလေးကလေဒီလိုမျိုးလေးသူ size ကတော့ဒါထက်ပေါ့နော်နည်းနည်းလေးပိုသေးတယ်ဒါမျိုးထက်ပေါ့နော်ဒါတော့ size ကြီးဖြစ်တယ်ဈေးနှုန်းတွေကလည်းမတူဘူးဒါလေးဆိုရင်စီမှာ2000ကျော်နဲ့ရမယ်ဒါဆို4200ပေါ့နော်ဒါဆိုလို့ရှိရင်3000ကျော်မယ်10ခုဈေးပေါ့နော်ဒါ10ခုဈေးလေးဖြစ်ပါတယ်မင်းတို့ပြောပြနေရလေးတွေကဒီလိုမျိုးလေးဒီလိုမျိုး size နဲ့တော့မသိမရင်းလေးပေါ့နော်ပြီးတော့နောက်ထပ်ဒါမျိုးလေးရှိမယ်ဒါမျိုးလေးကကြတော့သူကဒီလိုမျိုးလေးပါသူကကြတော့ဒီထိတ်ကလေးကအချုံလေးပေါ့နော်အချုံဒီဇိုင်းလေးလာမှာဖြစ်ပါရဲ့ရှင်ဒီလိုဒီဇိုင်းလေးပါအဲ့ဒါကတန်ရောင်စုံထဲမှာပေါ့နော်တန်ကလစ်ထဲမှာရနိုင်တဲ့ဒီဇိုင်းလေးဖြစ်ပါတယ်ဒီလိုမျိုးကလစ်ကလေးတွေကမင်းစီမှာတမျိုးကို10ချောင်းကနေစပြီးတော့ဝယ်လို့ရပါတယ်ပြီးနောက်ထပ်6ကလစ်ကလေးပြန်ဒီလိုမျိုးလေးဒီ6ကလစ်ကလေးကတော့သူကဒီမှာအရောင်စုံပဲပေါ့နော်လိမ္မော်အောင်ရှိတယ်သူကအပြအစိမ်းအနီပြီးတော့ပန်းဒီလိုမျိုးလေးရှိမယ်အဲ့ဒါလေးတွေကမင်းစီမှာ2000ကျော်နဲ့ရပါမယ်ဆက်ကူလေးပေါ့နော်ပြီးရင်ဒီနောက်ပိုင်းမင်းစီမှာအရန်ရောင်းရတဲ့ဒီဘဲဥကလစ်ကလေးပေါ့နော်ဒီဘဲဥကလစ်ကလေးရှိမယ်ဒါဆိုလို့ရှိရင်လည်းမင်းကအရောင်လေးတွေကိုမျှထည့်ပေးရပါမယ်ရှင်သူ့မှာပါမယ်အရောင်လေးတွေကိုမျှထည့်ပေးမှာဖြစ်ပါတယ်ဒီမှာဆိုအနီလိမ္မော်အဖြူလေးအောင်ရှိတယ်ဒါလေးဆိုလို့ရှိရင်လေအဖြူအဲ့ဒါလေးတွေကိုမင်းက mix လုပ်ပြီးတော့ပေါ့နော် render ထည့်ပေးမှာဖြစ်ပါတယ်900ရှိရဟာဆိုလို့ရှိရင်လည်းခုနပြောသလိုမျိုးပဲညီးမြအောင်လို့တော့တက်နိုင်ဆုံးဒီရောင်လေးကိုထည့်ပေးမှာဖြစ်ပါတယ်
အဲ့တော့ချို့ကကြပေါ့နော်မမေကိုဒီလိုမျိုးတယောင်နဲ့ကိုလာဝဲလို့ရှိတယ်တယောင်နဲ့ရောင်းပေးပါလားဆိုလို့ရှိရင်တော့အဲ့ဒါတော့မမေစီမှာမရသေးပါဘူးအဲ့လိုမျိုးတယောင်နဲ့မရောင်းပေးသေးဘူးပေါ့နော်တယောင်နဲ့လိုချင်တဲ့ customer လေးတွေကတော့နောက်ပိုင်းမမေနောက်ထပ်တစ်မျိုးအနေနဲ့ထပ်စီစဉ်ပြီးတော့ရောင်းပေးပြည့်လဲရောင်းပေးပြမယ်ပေါ့နော်လောလောဆယ်ကတော့မင်းဒီလိုမျိုး mix color လေးပဲလုပ်ပြီးတော့ရောင်းပေးပါတယ်ရှင်တယောင်နဲ့ကြတော့ဘာဆိုမထိုးကြပန်းရောင်လိုချင်တဲ့အပြလိုချင်တဲ့ဆိုနောက်ထပ် customer တွေအတွက်မမေစီမှာအရောင်မမျှတော့တာဖြစ်နိုင်တယ်အဲ့ခါကျရင်တခြား customer ဆိုရင်ပန်းရောင်မရတော့မယ်အပြမရတော့မယ်ဒီလိုမျိုးတွေဖြစ်မှာဆိုလို့ပေါ့နော်မင်းကဒီလိုမျိုးတယောင်နဲ့ဟိုမရောင်းပေးရဖြစ်ပါတယ်ဒါကတော့လက်ရှိ install ရနိုင်တဲ့ click ကလေးဖြစ်ပါတယ်ရှင်အမေဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပြီးလို့ကျေးဇူးအများကြီးတင်ပါတယ်